ပြချင်တာပေါ့နော်အဲ့မှာသူကဘာပြောထားလဲဆိုတော့နံပါတ်1တစ်ချက်အရာအသက်အရွယ်ကြောင့်လက်ထပ်တာပေါ့နော်မြန်မာဒီတို့ဟန်ဒီတို့ဒီမြန်မာ community မှာဆိုလို့ရှိရင်ပေါ့နော်အသက်အရွယ်တစ်ခုရောက်လာတဲ့ခါကျလို့ရှိရင်မိဘကနေပြီးတော့အိမ်အောင်ပြုတော့လေကွာငါမြည်ချင်းလာပြီးအဲ့လိုတိုက်တွန်းချက်တွေနဲ့ပဲဖြစ်ဖြစ်ဘေးပတ်ဝန်းကျင်ကနေပြီးတော့ပြောတယ်ဘယ်တော့စားရမှာလဲစကားကြောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ရွယ်တူတန်းတူတငယ်ချင်းတွေကပေါ့နော်ကလေးတွေရနေပြီးအဲ့ဒါတွေကိုကြည့်ပြီးတော့ကိုယ်အနေနဲ့လက်ထပ်တင်ပြီးဆိုပြီးတော့အတွေးဝင်လာတဲ့စိတ်နဲ့လက်မထပ်လိုက်နဲ့လို့ဟန်ကြီးပြောပြချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတွေဘဝရဲ့လူတွေရဲ့တယောက်နဲ့တယောက်ရဲ့ဘဝတွေတိုင်းလိုင်းတွေကမတူကြဘူးဘဝခံယူချက်ဆုံးဖြတ်ချက်တွေကလည်းမတူဘူးခွဲပြားကြတယ်ပေါ့နော်အားကြောင့်မို့လက်ရှိချိန်မှာကိုကလွတ်လွတ်လပ်ကြိုက်တဲ့သူကိုဦးစားပေးပြီးတော့ကိုပဲတဝကြီးချစ်တာကြိုက်တဲ့သူဆိုလို့ရှိရင်တော့ကိုမှရှိတဲ့အချိန်ကိုမှရှိတဲ့ငွေကြေးကိုအင်အားရဲ့ပိုင်ဆိုင်မှုတွေကိုသူများကိုမျှမွေမပေးချင်ဘူးဆိုလို့ရှိရင်တော့ဘသူအတွက်ကြောင့်မှလက်မထပ်ပါနဲ့အသက်အရွယ်ကြီးတဲ့ငယ်တာအဲ့ဒါတွေကြောင့်လည်းလက်မထပ်ပါနဲ့အဲ့လိုကိုယ့်ရဲ့ကိုယ်ပိုင်ချိန်တွေကိုယ့်ရဲ့တမိုးရှိတဲ့အရာတွေအင်အားတွေ energy တွေကိုတခြားသူနဲ့ share မလုပ်ပေးချင်ဘူးဆိုလို့ရှိရင် single ဘဝနဲ့ပဲဆက်ပြီးတော့နေထိုင်တာပုံမှန်လိမ့်မယ်လို့ဟန်နီကအကြံပေးချင်ပါတယ်ဒီအခုပြောတဲ့ဟာတွေကတော့ဟန်နီကဒီ right person right left စာအုပ်တွေကနေဖတ်ပြီးတော့ဟန်ဒီကိုယ်တိုင်လည်းပတ်ဝန်းကျင်ကသိမြင်ပြီးတော့ဟန်ဒီရဲ့အတွေးမြင်တချို့တွေကိုမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်